င်္ဂလာပါကျွန်တော်နာမည်ကတော့နန္ဒမော်ပါကျွန်တော်တော့တော်များတော့မော်ရီလို့ခေါ်ပါတယ်ကျွန်တော်ဒီ MIFA Back A ရဲ့စာမှုတိုင်းတယောက်ဖြစ်ပါတယ်ကျွန်တော်လက်ရှိမှာတော့ကျွန်တော်ဒီ Diamond Musical Show ရဲ့production ဘိုင်းမှာကျွန်တော် videographer တယောက်အနေနဲ့လုပ်ကိုင်နေပါတယ်ခင်ဗျာဒီတင်တဲ့ကိုကျွန်တော်တက်ရတဲ့ရွေးချက်ကတော့ရုပ်ရှင်တစ်ခုဘယ်လိုတိဆောက်လဲဘယ်လိုဖန်တီးလဲပြီးတော့သူတို့ရဲ့ workflow အစားရှိရဲ့ဟာဘယ်လိုလုပ်ပုံတွေကိုကျွန်တော်ဒီလေးကြသိချင်တာရဲ့ပြီးတော့ကိုယ့်ကို quality ဖြစ်အောင်လို့တိဆောက်ချင်တာရဲ့အတွက်ကြောင့်မလို့ဒီတင်တဲ့ကိုတက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒီတင်ထဲမှာတင်ပေးတဲ့သင်ခန်းစာတွေဖြစ်တဲ့ driver တယောက်ရဲ့အလုပ်လုပ်ပုံတွေ script ရေးနည်း product ရိုက်ကူးနည်း MTV TV commercial storyboard camera movement စတဲ့ production ပိုင်းတွေနဲ့ပတ်သက်တာတွေပြီးတော့ဆရာဘွားရဲ့တွေ့ကြုံတွေကိုပါတင်ပေးတဲ့အတွက်ပညာသင်မဟုတ်ဘဲနဲ့စိတ်သက်ပိုင်းဆိုင်ရာပါပြောင်းလဲသွားအောင်လုပ်ပေးတဲ့အတွက်ဆရာကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဒီတင်ထဲမှာတယောက်ခွင့်ရခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ဂုဏ်ယူမိပါတယ်ဒီတင်တန်းကာလမှာကျွန်တော်တို့ကိုအစားဆုံးကူညီပေးခဲ့တဲ့ခုညီကိုတွေရောကျွန်တော်ရဲ့စာမှုတိုင်းညီကိုတွေရောဆရာရောတွေ့ခွင့်ပေးတဲ့အတွက်ဘုရားသခင်ကျေးဇူးတင်ပါတယ်အားလုံးပဲယုံ